အခုဆိုရင်ကျွန်တော်ရဲ့ဟက်ကဖရီးတန်တိတ်ပြီးတော့မထွက်ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်ဟတ်တန်ညနေကျင်းရက်ထွက်အောင်ဆရာဆိုင်မှာလာပြီးတော့လောက်တော့ဖြစ်ပါခင်ဗျကျွန်တော်တို့ကြည့်လိုက်မယ်နော်ကျွန်တော်ရဲ့ဟက်ကိုစပြီးတော့ဖြုတ်နေပါပြီနော်ကျွန်တော်ကဒီဟက်ကလေးကိုဟတ်တန်ညနေကျင်းရက်နဲ့ထွက်ချင်လို့ဆရာစီမှာလာပြီးတော့လောက်တော့ဖြစ်ပါပြီဗျဒါတော့ကျင်းရင်ရိုက်တာဘယ်လိုဝိုင်းနိုင်မလဲဝိုင်းကြရမှာရတယ်ဘိုးဆိုရင်ဟတ်ထဲကိုထဲမဲ့လေးကွင်းပြန်ပြီးတော့ခွေနေပါပြီဗျလေးတော့အစ်စ်တွေပြန်တက်နေပါပြီဗျကန်ဝိုင်းလားလေးရအခုဆိုရင်ကျွန်တော်ဟတ်တန်ညနေကြော်ပြီဗျပထမတော့ကအတန်တိတ်ပြီးတော့မထွက်ပါဘူးဗျအခုမှအတန်ရှယ်သွားပြီ